တခါတော့ကဘိုလာဆိုတဲ့လေသမားတဦးရှိတဲ့ဘိုလာမှာရာခင်းချင်းချင်းလေးတခင်းရဲ့ရာခင်းမှာခိုင်းတဲ့နတ်မောင်လို့ခေါ်တဲ့နွားတကောင်ရဲ့ပဲပိုင်ဆိုင်တဲ့ရာခင်းကိုနတ်မောင်နဲ့ထွက်ရက်တာပေါ့ဘိုလာဟာအလုံနာချိန်မှာသူ့နွားနတ်မောင်နဲ့စကားပြောပြီးပျော်ရွှင်နေလေးရှိတဲ့ဒါကိုဘိုလာရဲ့အိမ်ကြီးချင်းရှန်ကာဆိုတဲ့တထေးကဘိုလာပြောနေတာကိုမနာလိုဖြစ်နေတဲ့ကွယ်တထေးရှန်ကာမှာရာခင်းတွေအများကြီးပိုင်ဆိုင်တယ်လို့ထွန်ဆက်တစည်းလဲပိုင်ဆိုင်ပါတယ်ဒါပေမဲ့ရှန်ကာကဒီလိုအမြဲတွေးနေတဲ့ရာခင်းချင်းချင်းလေးတခင်းပဲရှိတဲ့ဘိုလာကဘာလို့ပျော်ရွှင်နေတာလဲငါမှာတော့ရာခင်းတွေအများကြီးရှိပြီးတီးနှံတွေအများကြီးစိုက်ထားရဲ့သားနဲ့သူ့လိုဘာလို့မပျော်ရွှင်ရတာလဲငါအထင်တော့သူပျော်ရွှင်နေတာသူ့နွားကြောင့်ပဲဖြစ်မယ်အချိန်တိုင်းနွားနဲ့စကားပြောနေတာလေဒါကြောင့်ရှန်ကာဟာဘိုလာစီသွားပြီးဘိုလာနွားကိုဝယ်တော့တာပေါ့ကွယ်ဘိုလာကထွန်ဆက်ရှိရက်နဲ့ဘာလို့သူ့နွားကိုလာဝယ်တယ်လဲလို့ပြန်မေးလိုက်ပါတယ်အဲ့ဒီလိုပြန်မေးတဲ့အခါရှန်ကာကထွန်ဆက်နဲ့အားလုံးကိုလုံးလို့မရဘူးဒါကြောင့်ဝယ်ချင်တာပါလို့ပြန်ဖြေလိုက်တယ်နောက်ဆုံးမှာဘိုလာကစိတ်မရှိပါနဲ့မယောင်းသေးပါဘူးလို့ပြောပြီးညင်းလိုက်ရတာပေါ့ရှန်ကာဟာသူ့ရခင်းစီပြန်လာပြီးဘိုလာနွားမှာတခုခုရှိရမယ်ဒါကြောင့်ငါ့ကိုမယောင်းချင်တာပဲငါကတော့မရရအောင်ဝယ်ရမှာပဲသူအသီးနှံတွေမရှိရင်ဒီနွားကိုရောင်းမှတေးကြတယ်လို့တွေးလိုက်တဲ့အဲ့ဒီညမှာရှန်ကာဟာဘိုလာရဲ့ယာခင်းကိုမီးရှို့လိုက်ပါတယ်ဘိုလာဟာမီးလောင်သွားတဲ့သူစိုက်ခင်းတွေကိုတွေ့တော့ဝမ်းနေပြီးငိုရှာတဲ့ရှန်ကာဟာဘိုလာဝမ်းနေနေတာကိုမြင်တော့ပျော်နေတာပေါ့ကွယ်ပြီးတော့ဘိုလာကိုသူနိုင်ပြီးဖြစ်ကြောင်းအော်ဟစ်လိုက်တဲ့ဒီလိုနဲ့ရက်တော်တော်ကြာလာတော့ဘိုလာဟာသူစုထားတဲ့ငွေတွေကိုရေတွက်ပြီးနောက်နတ်မောင်ကိုငါရောင်းမှဖြစ်တော့မယ်ငါအတွက်လဲအဆင်ပြေမယ်နတ်မောင်လဲကောင်းကောင်းစားရမယ်လို့တွေးပြီးနတ်မောင်ကိုရောင်းဖို့ဈေးကိုထွက်ခဲ့တော့တဲ့ဘိုလာဟာသူ့ရဲ့ရှိစုမဲ့စုငွေကလေးတွေအတွက်စိတ်ပူပြီးငါငွေတွေအတွက်တပြရန်ကြောက်ရသေးတယ်နတ်မောင်ရဲ့လေပင်မှာငွေထုတ်ကိုချီထားရမယ်လို့တွေးလိုက်တာပေါ့တနေရာရောက်တော့ဘိုလာဟာစားတောက်ဆိုင်တစ်ဆိုင်မှာတခုခုစားဖို့ဝင်လိုက်တယ်နတ်မောင်ကိုတော့ဆိုင်ပြင်ကတစ်ပင်မှာခြိထားလိုက်တဲ့ဘိုလာဆိုင်ထဲမှာထမင်းစားနေချိန်မှာဆိုင်ပိုင်ရှင်ကအပြင်ထွက်ပြီးခက်လန်းလန်းမှာခြိထားတဲ့နတ်မောင်ကိုလှမ်းကြည့်လိုက်တယ်အဲ့ဒီအချိန်မှာနတ်မောင်ရဲ့လေပင်မှာခြိထားတဲ့ငွေထုတ်ထဲကငွေရင်းကားပြားထွက်ကြလာတာကိုဆိုင်ပိုင်ရှင်တွေးလိုက်တဲ့အခါအံ့ဩသွားတဲ့ဆိုင်ပိုင်ရှင်ကဒီနွားကငွေတွေပေးတယ်ဟာဒါမော်နွားပဲတာကိုသူ့တခင်မသိလောက်သေးဘူးလို့သူဘာသာပြောနေတာပေါ့အဲ့ဒီအချိန်မှာဘိုလာဟာစားတော့ပြီးတာနဲ့ဈေးကိုခရီးဆက်ဖို့ထွက်လာပြီးနွားကြိုးဖြုတ်ဖို့လှုပ်တုံးမှာဆိုင်ပိုင်ရှင်ကဒီနွားကိုရောင်းမလားလို့မေးလိုက်တဲ့ဘိုလာကရောင်းမဲ့အကြောင်းပြောလိုက်တဲ့အခါဆိုင်ပိုင်ရှင်ကဘိုလာနွားနတ်မောင်ကိုဈေးကောင်းပေးပြီးဝယ်လိုက်တာပေါ့ဘိုလာဟာဆိုင်ပိုင်ရှင်စီကငွေယူပြီးတာနဲ့ဈေးထဲကနေနွားမလေးကောင်ဝယ်သွားတော့တာပေါ့ဘိုလာအလွန်ပျော်နေတာပေါ့ကွယ်ဘိုလာဟာနွားလေးကောင်နဲ့ရွာကိုပြန်ခဲ့ပြီးနွားနိုးဆိုင်ဖွင့်ပြီးအသက်မွေးဝမ်းကြောင်းပြုတော့တဲ့ကွယ်နောက်ဆုံးမှာဘိုလာဟာချမ်းသာသွားတော့တာပေါ့ရှန်ကာကတော့ဘိုလာကိုပို့ပြီးမနာလို့ဖြစ်နေတဲ့ကွယ်ပုံမြင်လေးကတော့ဒါပါပဲကွယ်ကလေးတို့ရဲ့ဒီပုံမြင်လေးထဲမှာနွားကလေးနတ်မောင်ဟာဘိုလာအတွက်မှော်နွားလို့ပြောလို့ရတာပေါ့ကွယ်ဘာလို့လဲဆိုတော့နတ်မောင်ဟာဘိုလာအတွက်ကောင်းကျိုးပေးတယ်ကွယ်ရှန်ကာကမနာလို့ဖြစ်ပေမဲ့နွားနတ်မောင်ကြောင့်ဘိုလာအဆင်ပြေသွားတာကြောင့်ပါသူတပားကိုမနာလို့ဖြစ်သူဟာသူကိုယ်တိုင်ပဲပူလောင်စွာခံစားနေရတာပဲရှိပါတယ်ကွယ်ဒါကြောင့်ကလေးတို့ဟာသူတပားကိုမနာလို့စိတ်မထားရဘူးနော်